ဒီဇလန်ကစစ်တပ်လေ့ကျင့်ရေးကာလအတွင်းမှာစတင်ခဲ့တာဖြစ်ပေမဲ့ကျွန်တော်တို့ရဲ့အဓိကဆက်ဆောင်ဒိုဂျူဝီကတော့စစ်တပ်ထဲမှာတာဝန်ထမ်းဆောင်ဖို့အတွက်လုံးဝကိုမတင်တော်တဲ့သူတစ်ယောက်ပါတကယ်တော့သူနဲ့အဲ့ဒီနေရာမှာရှိတဲ့လူများစုဟာတောင်ကိုရီးယားနိုင်ငံရဲ့မဖြစ်မနေစစ်မှုထမ်းရမယ့်တာဝန်ကိုလာရောက်ထမ်းဆောင်နေကြရုံသက်သက်ပဲဖြစ်ပါတယ်ဂျူဝီကလေ့ကျင့်ရေးတွေမှာညံ့ဖျင်းပြီးကိုလက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေမှာလည်းဆိုးရွားလွန်းလာပါတယ်ဒါတင်မကသေးပဲအခြေအနေကိုပိုပြီးဆိုးရွားစေတာကတော့သူကအရန်ကိုသူ့ရဲဘောကြအောင်နာပါပဲကျွန်တော်တို့သူနဲ့စတင်တွေ့ဆုံခြင်းအပါအဝင်လူတိုင်းရဲ့မျက်လုံးထဲမှာတော့သူကတကယ်ကိုအားနွဲ့တဲ့သူတစ်ယောက်လို့ပြောရမှာဖြစ်ပါတယ်သို့တော်လည်းရဲဘော်နှစ်ယောက်အတော်တန်မြင့်တဲ့အရက်ကနေပြုတ်ကျသွားပြီးအရာရှိကဆရာဝန်တစ်ယောက်ကိုခေါ်လိုက်တဲ့အခါမှာတော့ကျွန်တော်တို့ဂျူဝီရဲ့အခြားတစ်ဖက်ဖြစ်တဲ့တည်ငြိမ်မှုအာရုံစိုက်မှုကြောက်ရွံ့မှုမရှိခြင်းနဲ့ရဲရင်တဲ့ခေါင်းဆောင်မှုပုံစံကိုမြင်တွေ့လိုက်ရပါတယ်စစ်မှုထမ်းခြင်းနဲ့ပတ်သက်လာရင်သူ့မှာလိုအပ်နေတဲ့အရာအလုံးကိုစေပညာနဲ့ပတ်သက်လာရင်သူကပြန်လည်ဖြည့်ဆည်းပေးနိုင်ပါတယ်သူကပလတ်စတစ်စာချင်းတစ်ယောက်ဖြစ်လင့်ကစားတစ်နှစ်ကြာပုံမှန်စစ်မှုထမ်းမဲ့အစားဆင်းရဲနွမ်းပါးတဲ့ဒေတာတွေမှာပြည်သူကျမ်းမာရေးဆရာဝန်အဖြစ်3နှစ်ကြာအလုပ်လုပ်ဖို့ရွေးချယ်ခဲ့ပါတယ်။သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေလိုပဲသူသွားနိုင်တဲ့နေရာတွေအားလုံးထဲကမှသူလုံးဝမသွားချင်ဆုံးနေရာကတော့ကျွန်းတကျွန်းပဲဖြစ်ပါတယ်။ဒါပေမဲ့သူ့အတွက်ကန်ဆိုးချင်တော့အဲ့ဒီနေရာကပဲသူသွားရမယ့်နေရာအတိအကျဖြစ်လာခဲ့ပါတယ်။သူကဖြောင်းတောင်တို့ကျွန်းငယ်လေးပေါ်ကကျမ်းမာရေးဌာနမှာဆရာဝန်အဖြစ်တစ်နှစ်ကြာတာဝန်ထမ်းဆောင်ဖို့ရွေးချယ်ခြင်းခံရပါတယ်။ပြဿနာကတော့သူ့မှာကူးတို့တင်မောနဲ့နီးကပ်သွားတာနဲ့ချက်ချင်းတုံလုံးချောက်ချသွားစေတဲ့အတိတ်ကစိတ်တန်ရာတစ်ခုရှိနေတာပါပဲ။သူ့ကိုကုသပေးနေတဲ့စိတ်ပညာရှင်ကဒီဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေမှာမှတ်ဉာဏ်ဆုံးရှုံးခြင်းမူးဝေခြင်းနဲ့စိတ်အာရုံချောက်ချခြင်းတို့ပါဝင်တာကြောင့်လူစီကားတဲ့နေရာတွေမှာဆေးမတောက်ဖို့အကြံပြုထားပေမဲ့လှပတဲ့မိန်းကလေးတစ်ယောက်ကဂျူဝီရဲ့အာရုံစိုက်မှုကိုစွဲဆောင်ခဲ့ပါတယ်။ဒါကသူမရဲ့အလှပကြောင့်မဟုတ်ပဲသူမရဲ့ပြတ်သားတဲ့စိတ်နေသဘောထားကြောင့်ဖြစ်ပါတယ်။ကုလိုတင်မောရှိမှာသူ့ရဲ့ခန္ဓာကိုယ်ကတောင့်တင်းနေပြီးကျွန်းကိုမသွားဘဲနေရင်စစ်ပြေးမှုအဖြစ်သတ်မှတ်ခံရနိုင်တာကြောင့်ဂျူဝီမှာတပြားတင်မကပဲစိတ်နှစ်ပြားလုံးကိုတောက်လိုက်ရုံကလွဲလို့အခြားရွေးချယ်စရာမရှိတော့ပဲနှစ်နာရီကြာခရီးစဉ်အတွင်းမှာအိပ်ပျော်သွားဖို့မျှော်လင့်နေပါတယ်။သူတို့အချင်းချင်းညှင်းခုန်နေကြရင်သူ့ကိုနှိုးလိုက်တဲ့တက်ကြီးရွယ်ဦးအမျိုးသမီး3ယောက်သာမရှိခဲ့ရင်သူ့ရဲ့အစီအစဉ်ကအောင်မြင်မှာဖြစ်ပါတယ်။လှပတဲ့မိန်းကလေးကကူတို့တင်မောရဲ့ဘေးကင်းလက်ရန်ပေါ်ကိုတက်နေတာကိုမြင်လိုက်ရတဲ့အခါဂျူဝီကသူ့မစီကိုပြေးသွားပြီးမခုန်ချဖို့တောင်းပန်ခဲ့ပါတယ်။တိုးတော်လဲဝမ်းနည်းစရာကောင်းတဲ့မျက်ဝန်းတွေနဲ့အတူသူမကသူ့ကိုပို့ပြီးနီးနီးကပ်ကပ်မလာဖို့ရိုးရှင်းစွာတောင်းဆိုပြီးရေထဲကိုခုန်ချသွားခဲ့ပါတယ်။ဘသူကမှသူမကိုမကူညီကြပဲကူတို့တင်မောကလည်းမရက်တန့်တာကြတောက်စိတ်ပြတ်အားငယ်စွာနဲ့သူကသူမကိုကယ်တင်ဖို့အတွက်ရေထဲကိုခုန်ချဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူကရင်းနစ်သွားခဲ့ပါတယ်။သူနိုးလာတဲ့အခါမှာတော့သူ့ရဲ့ဖုန်းမြည်နေပါတယ်။ဒါကဖြောင်းတောင်လိုပြည်သူ့ကျန်းမာရေးဌာနကရှင်ဟေးဖြစ်ပြီးသူအခုထိရောက်မလာသေးတာကြောင့်စိုးရိမ်နေတာပါတိုးတော်လဲသူမနဲ့သူနှစ်ယောက်စလုံးကအဲ့ဒီလိုမျိုးအခြေအနေတွေအောက်မှာဆုံတွေ့ရလို့အံ့ဩသွားကြပါတယ်။ရှင်ဟေးကအဲ့ဒီနေရာကိုသတိမေ့မျောပြီးရောက်လာတဲ့အမျိုးသားဟာသူတို့ရဲ့ဆရာဝန်အသစ်ဖြစ်မှန်းမသိခဲ့ပါဘူး။ဂျူဝီကတော့သူအဲ့ဒီနေရာကိုဘလို့ရောက်လာလဲဘာလို့သူ့ရဲ့အဝတ်စားတွေကမဆိုးရွှဲနေတာလဲဆိုတာကိုနားမလည်နိုင်ပဲလုံးဝလမ်းပြောင်းနေပြီးသူ့ထက်အရင်ကူတို့တင်မောဘော်ကနေခုန်ချသွားတဲ့အမျိုးသမီးအသက်ရှင်ရဲ့လားဆိုတာကိုသိချင်နေပါတယ်။ရှင်ဟေးကတော့ကူတို့တင်မောဘော်ကနေဘယ်သူမှခုန်မချခဲ့တာကြောင့်သူဘာအကြောင်းပြောနေလဲဆိုတာကိုလုံးဝနားမလည်ပါဘူး။ဒါပေမဲ့ဂျူဝီကသူမကစပင်တိုနဲ့မိန်းကလေးတစ်ယောက်လို့ပြကောတဲ့အခါမှာတော့သူမကသူ့ကိုသတိမိမျောနေတုံကြောပုံမှာပိုးချပြီးအဲ့ဒီနေရာကိုခေါ်လာခဲ့တဲ့ဟာရီအကြောင်းပြောနေတာဖြစ်မှန်သဘောပေါက်သွားပါတယ်။ရှင်ဟေးကသူ့ကိုကျမ်းမာရေးဌာနကအခြားအဖွဲ့ဝင်တွေဖြစ်တဲ့တူနာပြူရန်ဆောင်တဲ့ရိုးရဆေးဆရာဝန်ဂျူချွန်းတို့နဲ့မိတ်ဆက်ပေးပါတယ်။သူ့ရဲ့အခန်းအသစ်ထဲကိုရောက်တာနဲ့ဂျူဝီကမျက်နှာချက်ကနေသူ့ရဲ့ခေါင်းပေါ်ကိုတိုက်ရိုက်ပြုတ်ကျလာတဲ့ပိုးနံကောင်ကြောင့်ထိတ်လန့်သွားပါတယ်။သူဘလောက်တောင်သူ့ရဲဘောကြောင့်လဲဆိုတာကိုသဘောပေါက်သွားကြတဲ့တူနာပြူတွေရဲ့လစ်လျူရှုခြင်းကိုခံရပြီးနောက်မှာတော့ဂျူဝီကသူ့ရဲ့တတိကိုမွေးမြူပြီးနေရာအနှံ့ကိုပိုးသက်ဆေးတွေဖြန်းရင်းအခန်းထဲကိုပြန်လာခဲ့ပါတယ်။သူတစ်တာကိုဖွင့်လိုက်တဲ့အခါမှာတော့နောက်ထပ်မနစ်မြို့စရာအံ့ဩစရာတစ်ခုကိုကြုံတွေ့ရပြန်ပါတယ်။အဲ့ဒါကဟာရီရဲ့တစ်တာနဲ့မှားယွင်းသွားခဲ့တာဖြစ်ပါတယ်။မြို့တော်ခမ်းမမှာအကူအညီရှာဖို့ပြောခဲ့တဲ့ရှင်ဟေးရဲ့အကြံပြုချက်ကိုလိုက်နာရင်းလမ်းမှာဟာရီကိုယ်တိုင်ပြေးလာပြီးသူ့ကိုထွက်ပြေးဖို့အော်ဟစ်နေတာကိုမြင်ရလို့ဂျူဝီကအံ့ဩသွားပါတယ်။အစပိုင်းမှာသူဘာမှနားမလည်ပေမဲ့သူတို့နောက်ကိုလိုက်ပြေးနေတဲ့ခွေးကိုမြင်လိုက်ရတာနဲ့သူ့ရဲ့ကြောက်ရွံ့မှုကပြင်းထန်လွန်းလာတာကြောင့်သူကအားကစားသမားတစ်ယောက်မဟုတ်တာကိုတော့မေ့သွားပြီး professional အားကစားသမားတစ်ယောက်လိုပြေးပါတော့တယ်။ဒါကတနာစရာကောင်းတဲ့မိန်းကလေးကိုနောက်မှခြံထားခဲ့တယ်လို့ဖြစ်သွားစေပါတယ်။သူကထိတ်လန့်တုန်လှုပ်စွာနဲ့တစ်ပင်တပင်ပေါ်တက်နေတော့မှခွေးကဟာရီစီကီရောက်သွားပေမဲ့သူမပြန်လာတာကြောင့်ဝမ်းသာအားရနဲ့ရှာနေလျက်ဖို့အတွက်တင်မဲ့ဖြစ်ပါတယ်။ဒါကတော့ဟာရီကိုနောက်ဆုံးတစ်ချိန်မြင်မှုတုန်းကခွေးပေါက်လေးပဲရှိသေးတာဖြစ်လင့်ကစားသူမကိုမှတ်မိနေတဲ့သူမတော်လေးရဲ့ခွေးတော့ကူပဲဖြစ်ပါတယ်။အရာအလုံးရှင်းလင်းသွားပြီးနောက်မှာဂျူဝီနဲ့ဟာရီတို့ကသူတို့ရဲ့တစ်တာတွေကိုပြန်လဲလိုက်ကြပေမဲ့သူကအရာအလုံးရှိရဲ့လားဆိုတာကိုစစ်ဆေးဖို့သူမကိုအတင်းအကျပ်ပြောပါတယ်။သူမတစ်တာကိုဖွင့်လိုက်ပြီးသူမရဲ့အတွင်းခံတွေပေါ်ထွက်သွားတဲ့အခါမှာတော့သူတို့နှစ်ယောက်စလုံးအရှက်ရသွားကြပါတယ်။တိုးတော်လဲသူ့ရဲ့အာယုံကိုတကယ်ပဲဆွဲဆောင်သွားတာကတော့သူမတဲ့ဆောင်လာတဲ့စေဝါတွေပဲဖြစ်ပါတယ်။
အရေးပြားကက်ခွာဆေးတွေအကြိုက်ခဲပျောက်ဆေးတွေနဲ့ရင်သားကင်ဆာအတွက်ဆေးဝါးတွေပဲဖြစ်ပါတယ်တစ်တာတဲ့ကနေပိုးနံကောင်ရုတ်တရက်ထွက်လာတဲ့အခါဂျူဝီကထပ်ပြီးထိတ်လန့်သွားပြန်ပေမဲ့ဟာရီကအဲ့ဒီတတဝါကိုဖယ်ရှားခြင်းအပြင်သူ့ကိုတည်ငြိမ်အောင်လုပ်ပေးပါတယ်သူမကသူ့လေပေါ်မှာသတိမေ့မျောနေတော့ကြံခဲ့တဲ့ဆေးဝါးတွေကိုလည်းပြန်ပေးပြီးဘာဖြစ်ခဲ့လဲဆိုတာကိုသတိပေးရင်ဒါကိုထပ်မတော့ဖို့အကြံပြုပါတယ်ဟာရီကသူမရဲ့အဖွားနဲ့ဗီဒီယိုကောက်ပြောနေတော့မှတင်သူကဆေးရှိန်ကြောင့်လုံးဝမူးယစ်နေပြီးတယောက်ယောက်ရေထဲကိုခုန်ချသွားပြီလို့အော်ဟစ်ကပတ်ပတ်လဲကလူတိုင်းကိုထိတ်လန့်စေခဲ့တာဖြစ်ပါတယ်သူကသူ့ရဲ့စိတ်ကူးထဲကလူကိုကယ်တင်ဖို့အတွက်ရေထဲကိုခုန်ချချင်တာကြောင့်လက်ရန်ပေါ်ကိုစတင်တက်နေတဲ့အခါသူမသူ့ရဲ့ခေါင်းကိုရိုက်ပြီးသတိမေ့မျောအောင်လုပ်ဖို့ကလွဲလို့အခြားရွေးချယ်စရာမရှိခဲ့ပါဘူးအပြစ်ရှိတယ်လို့ခံစားရတာကြောင့်သူမကသူ့ကိုချက်ပိုးလိုမျိုးကြောပေါ်မှာပိုးပြီးဖြောင်းတောင်းလို့ကျမ်းမာရေးဌာနအထိခေါ်ဆောင်လာခဲ့တာဖြစ်ပါတယ်အရှက်ရပြီးအရန်ကိုအနေရခက်စွာနဲ့ဂျူဝီကသူမရဲ့စကားကိုနားထောင်ပြီးနောက်ထွက်ခွာသွားပါတယ်ကျမ်းမာရေးဌာနကိုပြန်ရောက်တဲ့အခါရေချိုးခန်းတကားကိုဖွင့်လိုက်ပြီးရေချပိုးပြီးခါဆဖြစ်တဲ့အခြားဆရာဝန်တစ်ယောက်ဖြစ်တဲ့ချွန်းနဲ့ဆုံတွေ့လိုက်ရတဲ့အခါသူကနောက်ထပ်အရှက်ရစရာအခြေအနေတစ်ခုကိုကြုံတွေ့ရပြန်ပါတယ်။သူ့ရဲ့အခန်းထဲမှာတော့သူ့ရဲ့စိတ်တန်ရာရစရာအတိတ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပုံရတဲ့လူနှစ်ယောက်ရဲ့တပ်ပုံတွေကိုမြင်တွေ့ရပါတယ်။ဂျူချွန်းကသူ့ကိုအတူတူနေ့လည်စာစားဖို့ဖိတ်ခေါ်ပေမဲ့ဂျူဝီမျော်လင့်မထားတဲ့အရာကတော့ဒီနေရာမှာစီကံကပြောင်းပြန်ဖြစ်နေတာပါပဲ။ရောက်ခါဆလူကသူတို့ရဲ့ပထမဆုံးအတူတူစားတဲ့အစားအစာအတွက်ပတ်စံပေးချေရမှာဖြစ်ပါတယ်။အဲ့ဒီနေရာမှာသူကဟာရီရဲ့ဒေါ်လေးဂွမ်ဂျာကိုထပ်မံတွေ့ရှိရပါတယ်သူမကကျွန်းပေါ်ကတခုတည်းသောစားတောက်ဆိုင်ရဲ့ပိုင်ရှင်ဖြစ်ပါတယ်။ဒါကြောင့်ဂျူဟွန်းကသူမကန့်လန့်တဲ့ဘဲအရာကိုမဆိုစားဖို့အကြံပြုပါတယ်။ဘာလို့လဲဆိုတော့အကယ်၍သူကညင်းပယ်ပြီးသူမကိုစိတ်ဆိုးအောင်လုပ်ရင်သူဖြောင်းတောင်တို့မှနေထိုင်မဲ့တစ်နှစ်ပတ်လုံးစာလောင်မှုတိတ်မှုခံရမှာဖြစ်လို့ပါ။ဂွမ်ဂျာကကျမ်းမာရေးဌာနမှာဆရာဝန်တယောက်လိုအပ်နေကြောင်းဖုန်းလက်ခံရရှိတဲ့အခါဂျူဝီကသူ့အတွက်အရန်ကိုထူးဆန်းလွန်းလာတဲ့အဲ့ဒီအစားအစာတွေကနေလွတ်မြောက်ဖို့အတွက်တင်ပထမဆုံးအကြိမ်ဖြစ်ဆန္ဒလျောက်ရှိကနေထွက်လာခဲ့ပါတယ်သူကရိုးရိုးရင်ပြည့်ရင်ကဲဖြစ်နေတာလို့ထင်နေတဲ့ရွာလူကြီးချွန်းစစ်ကိုစစ်ဆေးပေးနေတော့မှဂျူဝီကသူ့ရဲ့ရင်ဘတ်ဘဲဘက်ချမ်းမှာပိတ်ဆို့နေတာအသက်ရှူရခက်ခဲတာရင်ဘတ်အောင်တာတွေးတိုးတာပြုတ်အန်ချင်တာနဲ့သူ့ရဲ့ဘဲဘက်လက်မောင်းမှာနာကျင်တာတွေကိုသတိပြုမိပါတယ်ဒါတွေအားလုံးကနှလုံးရောဂါမထခင်မှာဖြစ်ပေါ်တတ်တဲ့လက္ခဏာတွေဖြစ်မှန်သူသဘောပေါက်သွားပါတယ်တေချာစေဖို့အတွက်သူကချွန်းစစ်ကိုဆေးအချို့တောက်ခိုင်းပါတယ်ရွာလူကြီးကဆေးပြားကိုမျိုးချလိုက်ပြီးချက်ချင်းတက်တာသွားတဲ့အခါဂျူဝီကဒါကကောင်းတဲ့လက္ခဏာမဟုတ်ကြောင်းရှင်းပြပါတယ်သူအခုတင်တောက်လိုက်တဲ့ဆေးကနိုက်ထရိုဂရစ်ဆိုင်ရင်ဖြစ်ပြီးအဲ့ဒီလောက်အထိမြန်မြန်ဆန်ဆန်အလုံးမလုံးသင့်ပါဘူးဒါကြောင့်မို့လို့ဂျူဝီကချွန်းစစ်မှာနှလုံးကျွတ်သားပုတ်ခြင်းဝေဒနာခံစားရဖို့80%ကျော်အခွင့်အလမ်းရှိနေကြောင်းအခုချိန်မှာတေချာသွားပါပြီပြဿနာကတော့ချွန်းစစ်ကအရန်ကိုခေါင်းမာပြီးကျွန်းပြင်ဘကကြီးမားတဲ့ဆေးရုံကြီးကိုတွားဖို့ညှင်းဆန်နေတာပါပဲဘာလို့လဲဆိုတော့သူကငါးဖမ်းခေါ်သွားရမယ့်ဖောက်တဲ့တယောက်နဲ့တွေ့ဆုံဖို့လိုအပ်နေလို့ပါဂျူဝီကအသက်အန္တရာယ်ရှိနိုင်ကြောင်းသတိပေးနေတဲ့ကြားကဆရာဝန်ကအရေးပေါ်အခြေအနေကိုသတင်းပို့ဖို့ရှင်ဟေးကိုဖုန်းခေါ်နေတော့အာယုံလဲသွားတဲ့အချိန်မှာချွန်းစစ်ကထွက်ပြေးသွားပါတော့တယ်ဂျူဝီနဲ့ကျမကြီးဌာနကလူတိုင်းကသူ့ကိုဘယ်နေရာမှရှာမတွေ့ကြပါဘူးတူနာပြုတွေကတော့အကယ်၍ကယ်ဆယ်ရေးဟယ်လီကော်ပတာရောက်လာပြီးလူနာကအဲ့ဒီပေါ်ကိုရောက်မလာရင်သူတို့အပြစ်ပေးခံရလိမ့်မယ်လို့ပြောကြပါတယ်ဂျူဝီကချွန်းစစ်ကဖောက်တဲ့တယောက်ကိုငါးဖမ်းခေါ်သွားဖို့ပြောခဲ့တာကိုတတိယမိတာကြောင့်လူတိုင်းကသူတို့နောက်ဆုံးမှာသူ့ကိုရှာတွေ့ခဲ့တဲ့ငါးဖမ်းလက်စီကိုလိုက်ပြေးကြပါတယ်ချွန်းစစ်ကသူ့ရဲ့ခန္ဓာကိုယ်ခြေနေကိုသူကောင်းကောင်းသိပြီးသူ့မှာအချိန်ဖြုံးဖို့အချိန်မရှိဘူးလို့ပြောရင်ဆေးရုံကိုလိုက်သွားဖို့ခေါင်းမာစွာနဲ့ဆက်လက်ညှင်းဆန်နေတော့မှာပဲသူကဆရာဝန်တွေကိုမောင်းထုတ်ပြီးလှေပေါ်တက်ဖို့ပြင်ဆင်နေတော့မှာပဲအဆိုးရွားဆုံးအရာကဖြစ်ပွားခဲ့ပါတယ်သူနှလုံးရောဂါထားပြီးမြေပြင်ပေါ်ကိုလဲကျသွားအားရာကိုမြင်ရတော့ဂျူဝီကနှလုံးအသက်ရှူပြန်လဲကောင်းမွန်အောင်လှုပ်ခြင်းအလုပ်ကိုလျင်မြန်စွာစတင်လိုက်ပါတယ်ကံကောင်းထောက်မှစွာပဲသူကရွာလူကြီးကိုကယ်တင်နိုင်ခဲ့ပြီးကယ်ဆယ်ရေးဟယ်လီကော်ပတာစီကိုအချိန်မီပို့ဆောင်ပေးနိုင်ခဲ့ပါတယ်ဂျူဝီကအရန်ကိုစွမ်းဆောင်ရည်ရှိတဲ့ဆရာဝန်တစ်ယောက်ဖြစ်မှန်သဘောပေါက်သွားကြပြီးနောက်မှာသူကအားဆောင်စေးရုံစီကိုကယ်ဆယ်ရေးအဖွဲ့နဲ့အတူလိုက်ပါပေးဖို့တောင်းဆိုခြင်းခံရပါတယ်ပြဿနာအားကတော့အရာအလုံးအဆင်ပြေသွားပြီးချွန်းစော့ဘေးကင်းသွားပြီးနောက်မှာဂျူဝီကသူ့ကိုဖြောင်းတောင်တို့စီပြန်ခေါ်ဆောင်ပေးမဲ့သူဘယ်သူမှမရှိတာကိုရှာတွေ့ခဲ့တာပါပဲဒါထက်ပိုပြီးဆိုးတာကတော့သူကအဲ့ဒီမျိုးမှာပဲအိတ်ဆက်ရမှာဖြစ်ပြီးနောက်တစ်နေ့မှာကျွန်းစီကိုသွားဖို့ကူးလို့တင်မောကိုထပ်မံစီးနင်းရမှာဖြစ်ပါတယ်တနေ့လုံးဘာမှမစားရသေးပဲလုံးဝကိုပင်ပန်းနွမ်းနေနေတာကြောင့်ဂျူဝီကသူငားရမ်းထားတဲ့အခန်းထဲမှာကိုယ်တိုင်တော့မသိလိုက်ပဲအိပ်ပျော်သွားခဲ့ပါတယ်။အရန်ကိုနောက်ကျနေပြီဖြစ်လို့သူနိုးလာတာနဲ့ချက်ချင်းစိတ်ကန်းစီကိုလိုက်ပြေးပါတယ်သို့တော်လည်းလွန်ခဲ့တဲ့အချိန်တုန်းကလိုပဲသူကူးလို့တင်မောပေါ်တက်ဖို့ကြိုးစားတဲ့အခါသူ့ကိုစိတ်တန်ရာရစေခဲ့တဲ့မတော်တဆမှုရဲ့မှတ်ညံအစအနတွေပေါ်ထွက်လာပါတယ်။ဂျူဝီကလှပတဲ့တေးဂီတတွေဖွင့်ထားတဲ့နှက်ချက်တစ်ခုကိုသူ့ရဲ့နားပေါ်မှာလာရောက်တက်ဆင်ပေးပြီးသူ့ကိုတည်ငြိမ်အောင်မလုပ်ပေးမချင်းလုံးဝကိုတောင်းတင်ပြီးတုံ့လောက်ချောက်ချားနေခဲ့ပါတယ်ဂျူဝီနောက်ပြန်လှည့်ကြည့်လိုက်ပြီးဟာရီကိုမြင်လိုက်ရတာနဲ့ချက်ချင်းပဲတငယ်ချင်းတစ်ယောက်ကကျွန်းတကျွန်းပေါ်မှာဘလို့အခြေအနေမျိုးမှမဆိုလုံးဝရှောင်ရှားတဲ့အရာသုံးခုအကြောင်းသူ့ကိုတစ်ချိန်လုံးကပေးခဲ့မှုတဲ့အကြံဉာဏ်ကိုတတိယမိပါတော့တယ်မတော်တဆမှုတွေတယောက်ယောက်နဲ့ပတ်သက်မိတာပြီးတော့အရေးကြီးဆုံးကတော့အချစ်ဇလန်နဲ့ရောက်သွားတာပါပဲ